အမ မင်္ဂလာပါ ညီမကကျတော့ MG class ကတထက်ရည်ဒီပဲဖြစ်ပါတယ်အမနာမည်လေးမိတ်ဆက်ပေးလို့ရမလား အမနာမည် Unity ဆိုပါ အမကိုမေးခွန်းလေးတစ်ခုမေးမယ်နော် ဟုတ် အမဒီပွဲကိုပထမဆုံးရောက်လာတဲ့ခန်းစားချက်လေးကိုပြပြလို့ရမလား ဒီပွဲကိုပထမဆုံးရတဲ့ခံစားချက်ကနည်းနည်းစိတ်လှုပ်ရှားရပါတော့ပြီးတော့ဒန်းချင်းမတူညီတဲ့အဲ့ဒီဘယ်လိုပြောမလဲပုံစံတွေရဲ့အဲ့လိုပုံစံတွေရဲ့စားစာတွေကလည်းမတူဘူးကွဲပြားရပါတော့အဲ့လိုမျိုးတွေ့ရတော့နည်းနည်းစိတ်လှုပ်ရှားကြည့်လို့လည်းကောင်းတယ်ပျော်လည်းပျော်ရှင်ပါတယ် မနောက်တစ်ခုထပ်မေးမယ်နော်နောက်တစ်ခုကကျတော့အမဒီပွဲကိုဘယ်ကနေဘယ်လိုစတင်ခဲ့ရလဲမသိ ဒီဘက်ကိုဒီကျောင်းဖနော်ဦးကျောင်းရလာ NTC မှာတက်တော့မနစ်ကလည်းပွဲတိုင်းလောက်တယ်တစ်နှစ်ပြီးတစ်နှစ်နှစ်စဉ်နှစ်တိုင်းလောက်တယ်ပေါ့နော်ပွဲကိုဒီလိုမျိုးချိန်မှနည်းလောက်လို့အဲ့ဒါတော့တီးခဲ့ပါရဲ့ဘလုံးကွင်းထဲမှာဈေးရောင်းပွဲတော့ နောက်တစ်ခုကကျတော့အမဒီပွဲရဲ့ဘယ်အစိတ်အပိုင်းလေးကိုသဘောကျလဲမသိ ဒီပွဲရဲ့အစိတ်ပဲဘောကြဆိုအစားစာလောက်ရဲ့နေရာမှာစားတန်းချင်းရစားချင်းတဲ့ပွဲဖြစ်တဲ့စားချင်းတဲ့ပွဲဖြစ်အောင်လို့အများနဲ့ဆွဲဆောင်နေတဲ့အစားစာတွေလည်းအဲ့လိုမျိုးနေရာမှာဆိုသဘောကျတယ် ဟုတ်ကျေးဇူးပါအမ